ကိုမင်းတို့လေကော့တောင်းပြန်ရောက်လာပြီတဲ့ဟာကိုမင်းတို့ကော့တောင်းပြန်ရောက်နေပြီဟုတ်လားမတကယ်ပြောရလားတကယ်ပြောတာဟောညီမရဲ့စကားကိုလေကော့တောင်းကဖုန်းဝင်လာတယ်အမအားလုံးကျမ်းပါပဲလားမအားလုံးကျမ်းပါတယ်ကိုပုံဦးကြောက်တယ်ပါမလာတာကျန်တဲ့လူတွေကတော့ကော့တောင်းမှာခီးပန်းလာလို့ပြုစုထားတယ်တဲ့အမအဲ့ဆိုလို့ရှိရင်လေညီမဘာလုပ်အောင်လဲအဲ့အတွက်လာပြောတာအားလုံးရဲ့ဆွေမျိုးသားချင်းတွေကိုပြောပြပြီးလေလိုက်တွေ့ချင်တဲ့လူလေခေါ်ခဲ့ဖို့အကြောင်းကြားတယ်ဟာအဲ့ဆိုလို့ရှိရင်ကိုလူလေးရဲ့အမေလေးအကျို့တော့ပြောလာအောင်မယ်နော်ဟုတ်လားလူလေးတို့ပြန်ရောက်လာပြီဟုတ်တယ်အကြီးရဲ့တက်ဆိုင်ရကလေကော့တောင်သွားချင်တဲ့လူတွေကိုပို့ပေးဖို့ဆိုစရင်တောင်းလို့လူလေးတို့ကျမ်းပါတယ်မလားဟင်ကျမ်းပါတယ်ရဲ့အကြီးရဲ့ဒါမဲ့ပြန်လာခီရနည်းကျန်းတော့သူစိတ်ကူးတော့မခိုင်နေရရဲ့အကြီးရောလိုက်နိုင်အကြီးချက်တော့ကနာနေတော့လိုက်နိုင်မယ်မထင်ပါဘူးသမီးရဲ့သမီးလေးပဲလိုက်သွားပြီးတော့လေမောင်မင်းထုတ်တို့လူလေးတို့ခေါ်ခဲ့နော်အကြီးကအိမ်ကနေစောင့်ပြီးတော့မျောနေပဲသိလားစားငံရင်နဲ့နေလောင်ထားတဲ့မျက်နှာငကုံတို့ပြန်ကောင်းပါမလားမသိပါဘူးကွာမင်းမဲအောင်လည်းမကောင်းမင်းကနူအောင်မှာနော်ပင်လယ်နေထီလို့မင်းကအသားမဲကလာစာဖွင့်နေသေးတယ်ဒီမဲ့စားငံရင်ကြောင့်ငါအတန်ဒီဘယ်လောက်ပြက်ကုန်လို့မင်းသိတာတော့မရိုင်းနဲ့ကောင်ဒီမျက်နှာမင်းသားလုံးမှာကွာတော်သားကွာမင်းတော်သားကွာထိုင်ကြပါငါတို့အေးဆေးထိုင်ကြပါတက်တာလို့နေပါထိုင်အငယ်ကမြန်မာနိုင်ငံရဲတပ်ဖွဲ့လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးခေါင်းဆောင်ဒူရဲမှုအောင်နိုင်ပါဘယ်လိုလဲငါတို့ပေါ်နာပဲ့တာလေးတွေတက်တာပြီးတော့စားရည်တော်ရေးနေထိုင်ရေးပေါ့အဆင်ပြေကြရဟုတ်ကဲ့ကြည့်ပါလေပြေပါလေမောင်မင်းထုတ်မလားဟုတ်ပါပြီအေးငါတို့ဒီမှာခေါ်ထားတာကဖမ်းဆီးထားတဲ့သဘောမျိုးမဟုတ်ဘူးနော်ငါတို့ရဲ့ကျမ်းမာရေးရပိုင်ခွင့်အခွင့်အရေးတွေအတွက်လှုပ်ရှားရှိတာလေးတွေကိုလုပ်နိုင်အောင်ဒီမှာနန်းနာနေခိုင်းထားတာပါပြီးရင်အားလုံးကိုအိမ်တိုင်ရာရောက်ပြန်ပို့ပေးမယ်ပြီးတော့ငါတို့မိဘတွေနဲ့ပြန်တွေ့တဲ့ခါကျတော့လေအစွန်းထင်းလေးတွေကိုမမြင်စေချင်ဘူးပေါ့ကွာချစ်သူအိမ်သူတက်ထားရှိတဲ့လူတွေအတွက်ကြတော့လေရွှင်ရွှင်လန်းလန်းလှလှပပလေးပြန်တွေ့စေချင်တာပါဟုတ်တယ်မလားဟုတ်ကဲ့ပါဗျာဟုတ်လေမမင်းတို့ဘာပြောချင်လို့လဲပုံဝင်လင်းလင်းပြောပါကျွန်တော်ထင်ထားတာကျွန်တော်တို့ကဒီတိုင်းပြည်ကနေတိတ်ကလေးထွက်သွားပြီးတော့ကျွန်တော်တို့ဒီကိုပြန်ရောက်လာတဲ့အချိန်မှာပြစ်ဒဏ်တစ်ခုခုကြားခံရမယ်လို့ကျွန်တော်ထင်ထားတာပါတိလို့ထွက်သွားတော့မှမဟုတ်ပဲကွယ်မတိလို့ထွက်သွားခဲ့မိတာပဲဒီမှာမမတို့မိဘမတိအောင်ရှောက်လေမိတဲ့သားသမီးတယောက်အိမ်ကိုပြန်လာတဲ့အခါမှာအဲ့ဒီမိဘကပြင်းပြင်းထန်ထန်အပြစ်ပေးတာလို့သားသမီးဖြစ်ကစွန့်လွတ်လိုက်တာလို့ရှိဘူးလို့လားဟမ်ကျွန်တော်တို့ကဒီလူမှမသိတာဘူးလေကျွန်တော်တို့လိုပဲဒီမြန်မာပြည်ပြန်လာတဲ့လူတွေကိုထောင်ဒဏ်9နှစ်ထောင်ဒဏ်10နှစ်ချမှတ်မယ်လို့ကျွန်တော်တို့ကကြားဘူးနေတာဘူးအဲ့ဒါကြောင့်သူတို့ကျွေးသမျှစားသူတို့ခိုင်းသမျှကိုလှုပ်နောက်ဆုံးတော့ကျွန်တော်တို့အသက်ကိုပါစရေးရမယ်ဆိုတော့မထူးတော့ဘူးကျွန်တော်တို့နိုင်ငံတော်ကပြီးတဲ့အပြစ်ကိုပဲခံလို့မယ်ဆိုတော့သူ့သေးကိုသေးအသက်ကိုစုံစားပြီးတော့တိုက်ခိုက်ပြီးတော့ပြန်လာခဲ့တာပါဦးလေးဟာအေးဘယ်လိုပဲဖြစ်ဖြစ်ငါတူတို့ရဲ့မြမတတ္တိကိုတော့အဲ့ဒါချီးကျူးတယ်အေးပို့ပြီးချီးကျူးနေတာကမောင်မင်းတို့ရဲ့စိတ်ဓာတ်ကိုပဲဘာလို့လဲဆိုတော့ငါတို့ဖမ်းမိထားတဲ့ဆက်လီအဖွဲ့ကိုငါတို့အုပ်စုကတတ်မယ်လုပ်တဲ့အခါမောင်မင်းတို့ကတားထားခဲ့တယ်မဟုတ်လားအဲ့ဒါကရောဘယ်လိုသဘောလဲမောင်မင်းတို့ဒါကဒီလိုရှိပါတယ်ခင်ဗျာသူတို့ကစိုးခဲ့မိုက်ခဲ့ကြတယ်ဆိုပေမဲ့အဲ့ဒီအချိန်မှာအချုံအောင်ခံထားပြီးပါပြီသူတို့တတ်ချင်ရင်လည်းလွယ်လွယ်လေးပါဒါပေမဲ့ကျွန်တော်တခုစဉ်းစားမိတာသူတို့လည်းသူတို့ရဲ့တားရည်သမီးရည်ငွေရည်ကြေးရည်မိသားစုအရေးတွေကြောင့်ဒီအလုပ်ကိုလုပ်ခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်ပြီးတော့သွေးအေးသွားတဲ့အချိန်မှာလူတစ်ယောက်ကိုတတ်ဖို့ဆိုတာလေကံ၅ပါးကိုကျူးလွန်တယ်လို့
ကျွန်တော်ရှုပ်မယ်အဲ့ဒါကြောင့်ကျွန်တော်မတက်ဖြစ်တာပါအေးမောင်မင်းတို့ရဲ့စိတ်ဓာတ်ကိုအငယ်တို့တစ်ဖွဲ့လုံးကချီးကျူးကြတယ်အငယ်တို့တွေမဟုတ်ပါဘူးတစ်ဖက်နိုင်ငံကဒီအကြောင်းကိုကြားတဲ့လူတိုင်းကမောင်မင်းတို့ကိုချီးကျူးကြတယ်သူတို့လူမျိုးတွေရဲ့ဆိုးဝါးမှုတံကိုခံခဲ့ရပြီမယ်ကိုကပြန်တက်ဖို့အလှဲ့ကြုံလာတဲ့အခါမှာမတက်ဖဲခွင့်လွှတ်လိုက်တဲ့တို့မြန်မာတွေရဲ့စိတ်ဓာတ်ကိုသူတို့အရန်ချီးကျူးကြတယ်အေးဒါကလည်းတရားခံတွေလွှဲအပ်တုန်းကသူတို့နိုင်ငံအရာရှိကြီးတွေနဲ့သူတို့နိုင်ငံသားတွေရဲ့ရင်ထဲနှလုံးသားတွေကပေါ်ထွက်လာတဲ့စကားတွေကိုအငယ်တို့ကြားခဲ့ရလို့ငါတူတို့ပြန်ပြောပြတာပါဒါကြောင့်မလို့ငါတူတို့အားလုံးရဲ့စိတ်ဓာတ်ကိုအငယ်တို့တစ်ဖွဲ့လုံးကလေးစားပါဗျာဘောင်ရဲ့အားလုံးရှင်းကျူးတယ်ပြောတဲ့စကားတွေပါမင်းမပါပါလားဘောင်ရဲ့မင်းပြောတော့မိန်းမရနေတယ်ဆိုမိန်းမပြမယ်အခုမင်းဓာတ်ချပြီးတရားလို့ကွာငါခံစားရဘောင်ရဲ့စိတ်ကိုထိမှငါတူရဲ့လူဆိုတာတေမျိုးတွေပါတနေ့နေ့တော့တေကြမှာဒါပေမဲ့တေခြင်းကောင်းမှုတော့အရေးကြီးတယ်လောဘဒေါသမောဟကင်းစင်တဲ့တေခြင်းမျိုးကိုပြောတာအဲ့ဒီလိုတေခြင်းမျိုးကိုရှာဖွေတတ်ရမယ်ကဲငါတို့အိမ်တွေကိုလည်းအကြောင်းကြားထားပြီးပြီမကြခင်မှာရောက်လာကြလိမ့်မယ်လိုအပ်တဲ့ချင်းအမနာပါနဲ့အချိန်မီပြီးပြောပါအငယ်ကိုခွင့်ပြုကြပါဦးကျေးဇူးတင်ပါတယ်